consistency မရှိတဲ့အတွက်ကြောင့်မလို့ရက်သွားတာမျိုးတချို့ကအမှားလောက်ရမှာအရင်ကြောက်ဒါပေမဲ့အိမ်ပြန်ရောက်တဲ့အချိန်ကျမှဘာဖြစ်လဲဆိုတော့အရွတ်ပြေးသွားတာ Hello အားလုံးပဲမင်္ဂလာပါ GYS က teacher ရှော့မှာဒီနေ့မှာတော့ခြေက GYS နဲ့အတူတူ9နှစ်တာရှိခဲ့တဲ့အချိန်အတွင်းကအမှတ်တရလေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ပထမအဆုံး teacher ရှော့အနေနဲ့ဒီနော် GYS မှာဘယ်လိုစရောက်လာလဲဆိုတဲ့အကြောင်းအရာလေးကိုပြပြမှာဖြစ်တယ်ဆိုတော့ GYS ကိုခြေပထမအဆုံးစရောက်တော့ COVID ကာလဖြစ်တယ်ပေါ့နော်ဆိုတော့ COVID ကာလဒီ2020ပေါ့နော်ဆိုတော့2019ကြားထဲမှာစရောက်လာတာပေါ့နော်ဒီ2020မှာစပြီးတော့GYS မှာအစကတော့ဒီပြင်သစ်စာပေါ့နော်ဆိုတော့ပြင်သစ်စာဆရာမအနေနဲ့အလုပ်လုပ်ဖြစ်တယ်ပြီးတော့ဒီကြားထဲမှာအင်္ဂလိပ်စာလည်းသင်ဖြစ်တယ်ဆိုတော့ဆရာကဒီကလေးတွေအတွက်အင်္ဂလိပ်စာအတန်းနဲ့ပြီးတော့ဒီလူကြီးတွေအတွက် business English အတန်းပေါ့နော်ဆိုတော့ဒီအတန်းလေးတွေနဲ့စပြီးတော့ရောက်ဖြစ်ခဲ့တာတင်ဖြစ်ခဲ့တာပေါ့နော်နောက်တစ်ခါကျတော့ဒီ GYS ကိုရောက်လာပြီးနောက်ပိုင်းရင်တုန်းကနဲ့အခုနဲ့ဘယ်လိုမျိုးကွာခြားလာခဲ့လဲဆိုတော့တိုးတက်မှုတွေအများကြီးရှိသလိုအမှတ်တရတွေလည်းအများကြီးရှိတယ်ပေါ့နော်အရင်တုန်းကဆိုလို့ရှိရင်ဒီ GYS ကိုမရောက်ခင်က teaching career လမ်းကြောင်းကိုရှောက်ခဲ့တယ်ဆိုရင်စာသင်တတ်တာတစ်ခုပဲရှိတာပေါ့နော်ကလေးတွေကိုစာသင်ပေးတယ်လူကြီးတွေကိုလည်းသင်ပေးတယ်ဒါပေမဲ့ online ကနေစာသင်တယ်ဆိုတဲ့အတွေ့အကြုံတော့မရှိခဲ့ဘူး GYS မှာဒါပထမအဦးဆုံးပဲပေါ့နော်ဒီ Zoom ကနေစာသင်တာ online ကနေစာသင်တာပို့ချပေးတာဒါတွေကပထမအဦးဆုံးပဲဒီစာသင်ကြားတာနဲ့ပတ်သက်တာမဟုတ်ဘဲနဲ့တခြားကိုယ့်ရဲ့ content creation အပိုင်းတွေ video editing နဲ့ဆိုင်တဲ့အပိုင်းတွေအခုခေတ်ပေါ့နော်ဒီ 21st century မှာရှိသင့်ရှိတိုက်တဲ့ skills တွေအကုန်လုံးကို GYS နဲ့ပဲအတူတူလက်တွဲပြီးတော့သင်ယူခဲ့ရတာပေါ့နော်ဆိုတော့ကိုယ့်ရဲ့ soft skills တွေဒီ time management skills တွေ communication skills တွေနောက်တစ်ခါကျတော့ဒီ teaching နဲ့ပတ်သက်တဲ့ထပ်ပြီးတော့ကျွန်တော် add on လုပ်တဲ့ skills တွေအကုန်လုံးကိုဒီ GYS ကိုရောက်မှပဲဆက်ပြီးတော့သင်ယူဖြစ်ခဲ့တယ်ဆရာပြေဖုံးကိုယ်တိုင်လမ်းပြပြီးတော့ကျွန်တော်ကို assignment တွေလုပ်ခိုင်းတယ်training တွေဆင်းခိုင်းတယ်ပေါ့နော်အဲ့လိုကနေတဆင့်ကျွန်တော်တဖြည်းဖြည်းနဲ့သင်ယူခဲ့ကြတာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီ GYS ကြောင့်ကျွန်တော်ဘာတွေတိုးတက်လာလဲပေါ့နော်တိုးတက်လာခဲ့တာတော့အများကြီးပဲအလုပ်လုပ်တယ်ဆိုတာကကျွန်တော် passion ရှိဖို့လဲလိုသလို consistency ရှိဖို့လဲလိုတယ်ဆိုတော့အရာတစ်ခုကိုအများတန်းသင်ယူဖြစ်တယ်ပေါ့နော်ချဲဆိုလို့ရှိရင်အရင်တော့ကအလုပ်တစ်ခုကိုလုပ်တဲ့အခါမှာချဲကောက်ရိုးမိလိုပဲ passion တစ်ခုရှိနေတဲ့အချိန် motivation တစ်ခုရှိနေတဲ့အချိန်မှာပဲ design မှတ်လုပ်ဖြစ်တယ်ဒါပေမဲ့အချိန်တစ်ခုရောက်သွားတဲ့အခါမှာ consistency မရှိတဲ့အတွက်ကြောင့်မလို့ရက်သွားတာမျိုးရှိတယ်ပေါ့နော်GYS မှာကျတော့အဲ့လိုမျိုးမဟုတ်ဘဲနဲ့ဆရာကကျတော့ကိုလုံးနေတဲ့အလုပ်တစ်ခု career လမ်းကြောင်းတစ်ခုကိုဘယ်လိုမျိုးသွားရမလဲ consistent ဖြစ်အောင်ဘယ်လိုမျိုးလုပ်ရမလဲဆိုတဲ့ guideline တွေအမြဲတမ်းပေးတဲ့အတွက်ကြောင့်အဲ့လို skills လေးတစ်ခုတော့ပြည့်စုံတယ်ရလို့မဟုတ်ဘူးဒါပေမဲ့စပြီးတော့ဒီလမ်းကြောင်းမှာစပြီးတော့ရောက်လာတယ်ကိုရိုင်း training ယူနေတဲ့ကာလအထိတော့တိုးတက်လာတယ်လို့ထင်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီ office team နဲ့ဒီ GYS team တစ်ခုလုံးနဲ့အမှတ်တရတစ်ခုပြောပြချင်တယ်အဲ့ဒါဘာလဲဆိုတော့ဒီခရီးသွားတော့မှာပေါ့နော်ပထမဆုံးကျွန်တော်ကန်းကြီးဆိုတော့ချောင်းသာဘက်ကိုကျွန်တော်ခရီးသွားခဲ့တယ်အဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုတော့ချက်သွားမဲ့မနက်အစောပေါ့နော်ဒီကားလာကြိုတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ချက်ဒီ GYS ရဲ့အရင်ရုံတောင်မွေရုံးချိန်မှာကျတော့သွားမြောင်းရှိတယ်မြောင်းမှာသွားဒီတန်စကားပုံးလေးရှိတယ်ပေါ့နော်နည်းနည်းနှိမ့်တဲ့အတွက်ကြောင့်အဲ့ဒီဟာကိုအရေးကြပြီးတော့ချက်မမြင်ဘူးမနက်အစောဆိုတော့မမြင်မနဲ့တက်နေပြီးတော့ချိခောက်သွားတယ်တာမန်6တော့ခောက်ပြီးတော့လဲတယ်ဒီလောက်ပဲဒါပေမဲ့လမ်းရောက်တဲ့အခါမှာ6တော့ကအရန်နာထောက်လို့မရအောင်အဲ့ဒီဒီလဲချက်သွားနေတော့မယ်ဘာမှမဖြစ်လမ်းမှာဆေးလဲမွယ်ဆေးလဲမလိမ်ဒီတိုင်းပဲကောက်မှာပါတယ်ပြုတ်စီပဲလိမ်ပြီးတော့ကန်းချီတီရောက်သွားရောက်သွားတဲ့အချိန်ထိလည်းခြေထောက်ကဘာမှမဖြစ်ဘူးလို့ထင်နေတာပေါ့နော်6ကတော့တော်တော်လေးရောင်ပြီးတော့ဖြစ်နေပြီအဲ့နဲ့ကျွန်တော်ဈေးထဲမှာသွားပြီးတော့ Tiger Band ဝယ်ပြီးကတ်ထားလိုက်တာပေါ့နော်ဒါပေမဲ့အိမ်ပြန်ရောက်တဲ့အချိန်ကျမှဘာဖြစ်လဲဆိုတော့အရွတ်ပြဲသွားတာပေါ့နော်ခြေချင်းဝေးကဒီခြေမျက်စိနာအရွတ်ပြဲသွားတာလို့ဆရာဝန်ကပြောတယ်ပေါ့နော်ဆိုတော့ကြီးကြီးမားမားထိခိုက်သွားဒါပေမဲ့ခရီးတစ်လျှောက်လုံးလည်းသူများတွေလိုရေကူးရင်လိုက်ကူးတယ်စော့ရင်လိုက်စော့တယ်ဟို banana boat တောင်စီးခဲ့တည်ရပေါ့နော်အဲ့လိုမျိုးပေါ့ဒါလေးကတော့ဒီ GYS နဲ့ office team နဲ့သွားပြီးတော့ခြေအမှတ်တရတစ်ခုပေါ့နော်နောက်တစ်ခုကကြတော့ဒီကျောင်းသားတွေအတွက်ပြောချင်တာပေါ့နော်ဒီ9နှစ်တာအတွင်းမှာကျောင်းသားတွေကိုဘယ်လိုမျိုးခါးလေးပါရှင်လဲပေါ့နော်ကျောင်းသားတွေအနေနဲ့ကဒီဘာသာစကားလေ့လာတဲ့အခါမှာတချို့ကအမှားလောက်ရမှာအရင်ကြောက်တယ်တချို့ကျောင်းသားတွေဆိုရင်သူတို့ဖြေထားတဲ့အဖြေမှာပေါ့နော်တီရှယ်ရေးအမားပိုင်ခွင့်လို့ပေးပါအောင်နားလေးပေးပါအဲ့လိုမျိုးပြောစရာမလိုကျတို့ဒီဘာသာစကားလေ့လာနေတဲ့သူတိုင်းမှာအမှားပါမယ်ဆိုတာကျတို့သိပြီးသားဘယ်သူမှ perfect ဖြစ်မနေဘူးတီရှယ်တို့ဆိုရင်တော့မှအမြဲတမ်းကျတို့ကျွမ်းကျင်ပိုင်တဲ့ဘာသာစကားလို့ပြောလို့ရတယ်ဆိုတော့အမားတွေကရှိနေတော့မယ်ဒါလူသားဖြစ်တဲ့အတွက်ကြောင့်ကျတို့အမားဆိုတာလုံနိုင်တယ်အဲ့ဒီအတွက်မှားမှာကိုကျတို့ကြောက်စရာမလိုမှားမှာကိုကြောက်တဲ့စိတ်နဲ့ရက်လိုက်ပြီးဆိုရင်တီရှယ်တို့ကြာရှုံးသွားမှာပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကိုကမှားတာကိုကြောက်စရာမလိုစက်တိုင်းမှားလို့ရတယ်အဲ့ဒီအမားတွေအားလုံးကိုတီ
ရှယ်တို့ဘက်ကနေပြန်ပြီးတော့ပြင်ဆင်ပေးမှာဒါပေမဲ့အဲ့လိုမျိုးပြင်ဆင်ပေးဖို့ကိုလိုအပ်တဲ့ချက်ကပါလဲဆိုတော့ကျောင်းသားတွေအနေနဲ့ဒီရှယ်တို့စီမှာတင်တက်နေတဲ့ကာလမှာအင်စာလေးတွေပုံမှန်ပြပေးဖို့လိုတယ်ပေါ့နော်ဒါမှလည်းဒီရှယ်တို့ကကျောင်းသားရဲ့လိုအပ်ချက်တွေကို feedback ပြန်ပြီးတော့ပေးနိုင်မှာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကကျတော့ဒီ9နှစ်ပြည့်အတွက်ပေါ့နော်ကျတို့ GYS မှာအမှတ်တရဆူတောင်းစကားလေးတစ်ခုပြောချင်ပါတယ်ဒီ GYS အနေနဲ့ပေါ့နော်ဒီထက်ပို့ပြီးတော့တော်တဲ့ကျောင်းသားတွေဒီထက်ပို့ပြီးတော့အရေးချင်းရှိတဲ့လူငယ်လေးတွေလူတွေကိုထပ်ပြီးတော့မွေးထုတ်ပေးနိုင်ပါစေလို့တစ်ချက်ကဆူတောင်းပေးခြင်းနဲ့ GYS အနေနဲ့လည်းအခု9နှစ်တာရှိပြီပေါ့နော်ဒီ9နှစ်ထပ်ပို့ပြီးတော့နောက်နှစ်ပေါင်းများစွာအတိုင်းအောင်ဒီတက်နေပြီးတော့မာလူမျိုးတွေရဲ့ပညာရေးကိုတစ်ဖက်တစ်လမ်းကနေကောင်းကောင်းမွန်မွန် support လုပ်ပေးနိုင်တဲ့ community တစ်ခုဖြစ်လာပါစေလို့တစ်ချက်ကဆူတောင်းပေးရင်းနဲ့ဗီဒီယိုလေးကိုအဆုံးသတ်ချင်ပါတယ်အားလုံးပဲ bye bye